သူတို့စီကိုပေါ့နော် combine တက်တာတော့မဟုတ်ဘူးကိုယ့်ရဲ့အခြေအနေကိုပြောပြတာပဲဖြစ်ပါတယ်ပြီးရင်သူတို့ကိုအနေစီးရနေအထက်စီးရနေပြောတော့လည်းမဟုတ်ပေါ့နော်ဟုတ်ကဲ့မနေ့9နာရီပေါ့နော်9ခွဲနေပါပြီအခုကမနေ့စားတော့စားမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအစောရောက်ခါကျတော့ဒီမှာကကျတော့ chicken ပေးဝင်ပေါ့နော်ဒီကလေးများ chicken ဝင်တော့ပိတ်ဆံပူပေးရမှာပေါ့နော်တနာကြီးဘလောက်ဆိုပြီးမှကျွန်တော် chicken အစောဝင်မဲ့စားဒီမလောင်းမှာပေါ့နော်ရှောက်ပတ်ပြီးရောမှရှောက်လေပြီးမှရှောက်လေပါနဲ့ဒီထဲမှာပေါ့နော်အဲဆိုတက်ချင်ဒီကစားရှောက်လေလိုက်ပါဦးမယ်စားကစုံလေးရှာပြီးရောမှအဲဆိုတော့ညနေတော့မတည့်ရသေးဘူးတော့တိတ်ထားတယ်မနေ့ကစားပြီးကျွန်တော်နေမဲ့ home stay ပြန်ရောက်နေပေါ့နော်သူတို့ရဲ့တမတ်ထားတဲ့ check in ခါကျတော့နေ့လည်းပိန်2နာရီပေါ့နော်ခါကျတော့ခုကစတဲ့ပဲရှိကေခါကျတော့သူတို့စင်မလည်းခံလို့ရှိတယ်ဒါပေမဲ့ check in ပေးဝင် check in ထိုင်းရောက်တဲ့ချိန်ထိကျွန်တော်ကထိန်ဆောက်ရမယ်ဘောကအလိုတွေပြီးလူကလည်းကာနေပြီမနေ့ကလည်းယထာစီလာခါကျတော့လေတညလုံးစီလာပြီးမဲ့လည်းပေါ့နော်ဒီဘက်ရောက်ကကျတော့ရန်စောတိခါကျတော့အေးမွားတည်းလည်းပါတယ်အခါကျတော့နေတော့တိတ်မကောင်းခြင်းလို့မျိုးပြုတ်အန်ခြင်းလို့ဖြစ်တယ်ဒါပေမဲ့တခုတော့စားထားတဲ့အားရှိအောင်ဘာဖြစ်လို့ဆိုမနေ့ပြန်ကကြာရင်တော့ trip တခု join မှာပေါ့နော် trip တခုတွားမယ်ဆိုခါကျတော့အခါကျတော့အားရှိအောင်နေပါတယ်ခဏနေ check in ဝင်ပြီးသွားရင်တော့ဟိုကအိမ်မှာပေါ့နော်ဟိုကအိမ်ပြန်မနေ့ပြန်လဲsorry time မယ်ဆိုခါကျတော့ကအဲကြောင့်မလို့ပါကျွန်တော်ကကျတော့အဲ့ဒီမနေ့ပြန် join မဲ့ trip ကိုကျွန်တော်စုံစမ်းထားပြီးပေါ့နော် booking တင်ဖို့ပဲကြံတယ်အခါကျတော့ကထင်ဆောင်နေရောကလွယ်လို့ဘာမှမလုပ်နိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲကကျတော့တနာကြီးကိုဒီကနေစနေ1000ခွဲပိတ်ဆက်ငွေနဲ့1000ခွဲပေးရမယ်ဆိုကကျတော့ကပိတ်ဆက်မပေးချင်တဲ့အတွက်ကြောင့်မလို့ chicken time ပေါ့နော် chicken ဝင်ရမယ့်အချိန်ထိကျွန်တော်ထိန်ဆောက်ဒီ reception မှာပေါ့နော်ထိန်ဆောက်နေရပဲဖြစ်ပါတယ်တခုပြောပြဖို့မင်းနေအခုကျွန်တော်တဲနေတဲ့ home stay မှာလေဝန်ထမ်းတွေပေါ့နော်အကုန်လုံးအင်္ဂလိပ်စကားမပြောတတ်ဘူးအားကြောင့်ကျွန်တော်ကဘယ်လိုမျိုး communicate လုပ်ရလဲဆိုတော့ translation နဲ့ပေါ့နော် translation သုံးပြီးတော့မှသူတို့ ਨੇ ပြောဆိုဆက်ဆံရပေါ့နော်ကိုရေးသူရေးပေါ့နော်ကိုကနေပြီးတော့အင်္ဂလိပ်လိုရေးပြီးတော့မှအင်ဒိုနီးရှားလိုမျိုးဘာသာပြန်ပေါ့နော်အဲ့ဒီ app လေးကိုသုံးပြီးတော့မှကျွန်တော်တို့ ਨੇ communicate လုပ်ရတာပေါ့နော်သူရဲ့ထူဆန်းတဲ့ဒါမဲ့ဒီ home stay ခါကျတော့ကအဓိကလုပ်ပြောပေါ့နော်အဓိကဒီ data ခံကလူတွေပဲလာတဲကြများတယ်ထင်တယ်နိုင်ငံခြားသားတွေတိတ်ရှိပေါ့နော်အားကြောင့်မလို့လဲပါမယ်ထင်ပါတယ်ဒါမှမဟုတ်ကျွန်တော်ရွေးတဲ့နေရာကနိုင်ငံခြားသားတွေမလာတဲ့နေရာရွေးထားပြီလို့လားမသိပါဘူးအဲဒါကြောင့်တော့ဒါမဲ့အခက်ခဲမရှိပါဘူးသူတို့တော့ဖော်ရွေးကြပါတယ်အဲ့ဒီတခုတော့ကောင်းတာပေါ့နော်ဒါကတော့ဘယ်နေရာတိုင်းဆိုဘယ်နေရာပဲရောက်အင်ဒိုနီးရှားရောက်ရင်တော့လူတွေအများစုကဆိုဖော်ရွေးကြတာပေါ့နော်အဲ့ဒီတခုတော့ကောင်းပါတယ်လို့အခုလောလောဆယ်ကျွန်တော်စိတ်ဝင်စားစရာတခုပြောပြမယ်ပေါ့နော်အဲ့ဒီစိတ်ဝင်စားစရာတခုကပါလဲဆိုတော့ကျွန်တော်ဒီမနေ့ပေါ့နော်ခုနကအရင်ကလည်းပြောပြထားပြီးသားကျွန်တော် check in ဝင်ဖို့အစောရောက်လာပေါ့နော်အစောရောက်လာပြီးမြဲသူတို့ကကျွန်တော်ကို check in ပေးမဝင်ဘူးနေ့လယ်ပိန်နဲ့နာရီနောက်ပိန်မှာသူတို့ check in ပေးဝင်တယ်တကယ်လို့များမတိုင်ခင်တော့တနာရီဘလောက်ဆိုပြီးမှသူတို့ကတောင်းတာပေါ့နော်အခါကျတော့ကျွန်တော်က check in ဝင်ပဲနဲ့ကျွန်တော်ကအပြင်ကိုရှောက်လဲခဲ့ပေါ့နော်အပြင်ကိုရှောက်လဲခဲ့ပြီးမှကျွန်တော်ရဲ့အဝတ်အစားတွေကိုသူတို့နာထားခဲ့ပေါ့နော်သူတို့ကထားခဲ့ပြီးတော့ကျွန်တော်ပြန်လာတဲ့အခါကျတော့အခန်းကတနာရီခွဲလမ်းတည်တနာရီခွဲတဲ့အချိန်ကတော့ကျွန်တော်အခန်းပေါ့နော် check in ဝင်လို့ရပြီလားဆိုပြီးတော့မှခါကျသူတို့က check in ဝင်လို့ရပြီဆိုပြီးတော့ပြောလာတယ်အားကြောင့်ကျွန်တော်ရဲ့ luggage အိတ်ပြန်มาလေလို့ကျွန်တော်မြင်လိုက်ခါကျသူတို့တွားယူပြီးတော့မှသူရုံခန်းတဲ့တွားယူပြီးတော့မှကျွန်တော် luggage ကိုယူလာခါတယ်ကျွန်တော်အနံ့တစ်ခုရလိုက်တယ်အဲ့ဒီအနံ့ကပါလဲစကားကျတော့ကိုကဆေးလေးတောက်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်မလို့
ကျွန်တော်ရဲ့အင်ဂျီကိုပေါ့နော်ကျွန်တော်ရဲ့အင်ဂျီကိုဒီမျိုးတောက်လိုက်ခါမှာဆေးလေးအနှံ့ရခါကြောကျွန်တော်ရဲ့အဝတ်စားနန်းလိုက်ခါကြောဟင်ဘာလို့စစ်တဲ့နန်းရနေရလဲပေါ့ကျွန်တော်ငါအခုတော့မှဆေးလေးမတောက်တဲ့ဟာကိုဆေးလေးနဲ့ငါဘယ်နေရတာလဲပေါ့အားကြောသူတို့ကိုပေါ့နော်သူတို့ကတော့အင်္ဂလိပ်ကတော့နားလေတယ်ဒါပေမဲ့ပြင်မပြောတတ်ဘူးပေါ့နော်ခါကြောဘာလို့ကျွန်တော်ရဲ့ဝတ်စားတွေကဆေးလေးနန်းနေရလဲပေါ့နော်တို့ရုံခန်းထဲမှာဆေးလေးတောက်တာလားလို့မေးလိုက်ခါကြောသူတို့ဘာမှဆိုပြီးမှတယောက်နဲ့တယောက်ကြည့်ကြတယ်နောက်မှလူ9ယောက်ရှိရဝန်ထမ်း9ယောက်ရှိရတယောက်ကြည့်ကြဝန်ထမ်း9ယောက်ရှိရတယောက်နဲ့တယောက်မျက်နှာကြည့်ကြပြီးတော့မှသူဘာပြောရတယ်ဘာဆိုလို့ချင်တာလဲပေါ့ complaint တက်တော့မလားဆိုပြီးပုံစံရင်းနဲ့ပေါ့လေဟဲ့အခါကျတော့ကိုလည်းဘေးရမှာတော့ကိုကလည်း check in ဝင်တဲ့အချိန်မှာဆိုရင်နာရီမှဝင်လို့ရတဲ့ပညာပေါ့နာရီမှတိုင်ခင်ပိတ်ဆံပေးရမယ်ဆိုကိုပေါ့နော်အခုအမျိုး manage လုပ်ခဲ့ကျွန်တော်ကိုအမျိုးလုပ်ခဲ့ခါကြောကိုလေပေါ့နော်ကိုမန်တက်ရမယ်လေမန်တက်ရမယ်လေရောက်နေအခါကျကျွန်တော်ဝတ်စားဒီမှာဆီလီနန်ညနေတယ်ကျွန်တော်ဆီလီမတောက်ဘူးဘာလုပ်ပေးနိုင်မလဲသူတို့ချင်းချလိုက်တဲ့ဒီမျိုး message texting လုပ်ပြီးတော့ translation လုပ်ပြီးတော့မှသူတို့ကိုပါလေကြောက်တော့အောင်ဟောကြောက်တော့လောက်လိုက်တာအခါကျတော့သူတို့ပြောပါဟဲ့အခါကျတော့သူတို့ဖက်နေပြီးမှပါဟဲ့ laundry လုပ်ပေးမှာပေါ့ဒါပေမဲ့ပိတ်ဆန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘာမှပေးစရာမလိုဘူးပေါ့နော်အဲ့နဲ့သူတို့အမျိုးပြောပြီးခါကျတော့ okay ဒါဆိုတော့အဆင်ပြေကျွန်တော်အတွက်ပြီးရင်ကျွန်တော်ရဲ့ shoe ကျွန်တော်ရဲ့ဖက်နဲ့လည်းတူပဲစလိန်နိုင်ရနေနဲ့ဘယ်လိုမျိုးလုပ်ပေးနေမှာလဲဆိုတော့ shoe ခါကျတော့12နာရီကြာမှဖြစ်တဲ့အတွက်ကြောင့်သူတို့မလုပ်ပေးနိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီအင်ဂျီနဲ့ဒီပေါင်းမီနဲ့ခါကျတော့အင်ဂျီနဲ့ပေါင်းမီဆိုတော့ကျွန်တော်အပြင်မှာထားတာကျတော့ဒီနှစ်ခုတော့စီလိန်နန်တော်ရနေတဲ့အတွက်ကြောင့်မလို့သူတို့ဖက်နေပြီးတော့မှတာဝန်ယူပြီးမှာပေါ့โอเคအဲ့ဆိုတာဝန်ယူပြီးမယ်ဆိုရင်ကျွန်တော်ရဲ့ဒီဥစားတွေကိုဘယ်ချိန်ရနေမလဲဆိုတော့ညနေ7နာရီပိုင်းလို့ပြောခါကျတော့โอเคရတယ်ကျွန်တော်ပေးစရာမလိုဆိုတော့နင်တို့ဖက်တာဝန်ယူပြီးမယ်ဆိုရင်တော့ I'm okay တာဒီမကစီကျေးဇူးများတင်ပါတယ်ပေါ့အဲကြောင့်ဒီနေ့ကကျွန်တော်ရဲ့အင်ဂျီကိုစင်းရင်လိုက်ပါတယ်အနှွေးထည်ပေါ့နော်အနှွေးထည်ရဲ့ပြီးရင်ကျွန်တော် airport မှာပို့မဲ့ဝတ်စားလေးပေါ့နော်ကျွန်တော်ကပြင်ထားကကြောင့်သူတို့ကလေးကကြောင့်ကျွန်တော်ရဲ့luggage luggage ထဲကိုကျွန်တော်မထည့်ထားဘူးเนาะအခါကျတော့ဒီနေ့ထည့်ပေါ့เนาะအဲ့နဲ့ထဲမှာသူတို့ပိတ်ဆန်နဲ့တွက်ကြည့်မယ်ဆိုရင်9000နဲ့မှ9000နဲ့မှ9000ဆို1000ခွဲလောက်တော့ကြမယ်ကျွန်တော်ရဲ့မြန်မာဝင်နဲ့တွက်ကြည့်မယ်ဆိုရင်ပေါ့เนาะအဲ့ကကျတော့သူတို့တာဝန်ယူပေးရတယ်1000ခွဲ1000ခွဲ9000နဲ့မှ9000ကကျွန်တော်သူတို့ကတက်ဟို check in early check in ဝင်ရင်တနာရီကို2000ခွဲပေးရတယ်အားကြောင့်2နာရီစာပေါ့နော် early check in 2နာရီစာသူတို့စီနေကို early check in တော့မှအခန်းလွတ်ရှိတယ်အခန်းလွတ်ရှိမပေးဝင်ဘူး2နာရီမှဘလူတွေတောင်းလဲပေါ့နော်အားကြောင့်အမတရားလေးပေါ့နော်အဲ့မျိုးနဲ့အခါကျတော့အင်ဂျီလေးလည်းတင်ရပါပြီပြီးတော့ကိုကလေးဆေးလေးပေါ့နော်တောက်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်မလို့တခါလေတော့တောက်တာပေါ့နော်ဒါပေမဲ့အများအားတော့တောက်နေကြမဟုတ်ဘူးဆိုခါကျတော့စကူရဲ့အင်ဂျီမှာဆေးလေးအနံ့ရနေခါကျတော့ကဝတ်လိုက်တဲ့အခါမှာဆိုရင်အဆင်မပြေဘူးလေနော်အဆင်မပြေတဲ့အပြင်အခုကကျွန်တော်အင်ဒိုနီးရှားမှာဆိုရင်မိုးရသည်ကကျတော့ရာသီဥတုကခက်မှန်လို့မရဘူးပေါ့နော်ရွာလိုက်မရွာလိုက်ပြီးမနေ့ကလည်းကျွန်တော်ဘောရဘူးတူဖျားသွားတဲ့အခါအသွားလမ်းပေါ်မှာမိုးရွာခဲ့ပေါ့နော်ရွာတယ်အပြန်ခါကျတော့ဖွဲလေးကြတယ်အခါကျတော့ဒီပေါ့နော်ဒီကျွန်တော်ရဲ့ဝတ်စားကို golden short golden lemon ဆိုတာကမဖြစ်နိုင်ဘူးလေနော်အခါကျတော့လဲအဲ့ဒါကြောင့်မလို့ကျွန်တော်ကသူတို့စီကိုပေါ့နော်complaint တက်တာတော့မဟုတ်ဘူးကိုယ့်ရဲ့အခြေအနေကိုပြောပြတာပဲဖြစ်ပါတယ်ပြီးရင်သူတို့ကိုအနေစီးရနေအထက်စီးရနေပြောလည်းမဟုတ်ပေါ့နော်ကိုစိတ်ညစ်မိတယ်ပေါ့နော်တကယ်လို့များတခုအေးလာခင်ကျွန်တော်ကဒီအဝတ်စားကိုရမယ်သူကကိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဆင်မပြေနေပေါ့နော်အခန်းစားချက်ကအဲ့ဒါကြောင့်မလို့သူတို့ဖန်နေလဲစစ်နာမြစ်တာတွေထားပြီးအောင်လဲကျွန်တော်ပြန်လုပ်ပြရပေါ့နော်ဆုံးခါကြောင့်လေကျေးဇူးအများတင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့လဲဒီရလူတွေတော့ဘာလဲဘယ်လိုပြောမလဲစကားကြောစိတ်ထားတွေသဘောကောင်းကြရပေါ့နော်ဒါပေမဲ့တည်တဲ့အတိုင်းပဲနိုင်ငံကဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မှာအသွေးအမြင်တွေမကြုံဘူးတဲ့ခါကျတော့လေဘယ်လိုပြောမှာဆို one way thinking ပဲရှိရပေါ့နော်အခါကျတော့တခုကနေပြီးတော့မှခရီးတခုထွက်လိုက်ပြီးဆိုရင်ပေါ့နော်သင်ခန်းစာတခု
သင်ခန်းစာတစ်ခုခုရလိုက်တယ်ပေါ့နော်အဲ့ဒီသင်ခန်းစာကဘာနဲ့မှမလဲနိုင်ပေါ့နော်အခါကျတော့သူတို့ကလည်းတချင်းချင်းကြရင်တော့ခီးထွက်မှာပဲလေအခါကျတော့သူတို့ကနေပြီးတော့မှခီးထွက်တဲ့အချိန်နဲ့ခါကြရင်ခီးထွက်တဲ့အခါကျရင်ဒီမျိုးကြုံတွေ့ရတဲ့အခါကျရင်သူတို့ရဲ့ဆန္ဒလိုက်မယ်လို့ကိုယ်ကနေပြီးတော့မှမြင်မိရပေါ့နော်အဲအကြောင်းမလို့ပါအဲနဲ့ပတ်သက်ပြီးတော့မှ sharing လုပ်ရချင်မယ်ဖြစ်ပါတယ်လို့အကောင်လုံးပေါ့နော်တင်းစီစရာတင်းစီပြီးတော့မနေ့ပြန်လဲစောထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့က9:40ပေါ့နော်ကျွန်တော်လာကြည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုညအိတ်3ရက်ခီးပေါ့နော်ညအိတ်3ရက်ခီးတခြားလူနဲ့တူတူအမှဖြစ်တဲ့အတွက်ကြောင့်မလို့နေ့ပြန်ကျွန်တော်ကိုအရင်လာကြုံပေါ့နော်လာကြုံပြီးမှတခြားလူတွေတွားကြုံမှာဘာလို့ကျွန်တော်ကတခြားသူနဲ့နေတဲ့နေရာမှာနည်းနည်းခက်ဝေးခါကြတော့နည်းနည်းလမ်းခါကြကျွန်တော်ကိုအရင်လာကြုံမှာ9:40ပေါ့နော်ခါကြ9:00လောက်ကတည်းကထိုင်ရမယ်တင်ပါတယ်အလန်းတော့3ချိန်ပေးထားတယ်9:00 9:30 9:15 let's see ပေါ့နော်အမတရားလေးဒါကမာလန်အင်ဒိုနီးရှားမာလန်မှာပေါ့နော်အခုကျွန်တော်တင်နေတဲ့နေရာမှာမာလန်လို့ခေါ်တယ်မာလန် area မှာပေါ့နော်အဲကျွန်တော်ရဲ့တွေးကြုံလေးမျှဝေပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာအဲဒါကြတော့အဆိုင်နေဆုံးကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးအများတင်ပါတယ်အားလုံးပဲ good night ပါ